အဲ့တော့ကျွန်တော်တို့က statistical power analysis အကြောင်းလေးကိုရှင်းပြခြင်းပါတယ်အဲ့တော့ statistical power analysis ဆိုတာဘာလဲပေါ့အဲ့တော့ statistical power analysis ဆိုတာက research design တွေကိုဆွဲဖို့လို့အတွက်အသုံးပြုတဲ့ methodological approach တစ်ခုဖြစ်ပါတယ်အဲ့နောက်တစ်ခါသူ့ကိုသုံးတာကကျွန်တော်တို့ hypothesis testing တွေလုပ်ကြပြီဆိုလို့ရှိရင်ကိုလုပ်လိုက်တဲ့ test မှာအမှန်တကယ် effect ရှိနေတယ်ဆိုရင်ဒီ effect ကိုရှာဖွေဖော်ထုတ်နိုင်စွမ်းရှိမရှိဆုံးဖြတ်ဖို့လည်းပဲသုံးပါတယ်နှစ်နေရာပေါ့တနေရာက research design ဆွဲတဲ့နေရာမှာသုံးမယ်နောက်တစ်ခါ test လုပ်ပြီးဆိုလို့ရှိရင်ကိုလုပ်လိုက်တဲ့ test မှာ effect ရှိတဲ့အဲ့ဒီ effect ကိုသူတကယ်ဖော်ထုတ်နိုင်စွမ်းရှိလားမရှိလားဆိုတာကိုဆုံးဖြတ်ခြင်းတဲ့အခါမျိုးမှာသုံးတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီ test ကဆိုလို့ရှိရင် researcher တွေအတွက် sample size တွေလိုချင်တဲ့ effect size တွေနောက်တစ်ခါအဲ့ဒီ effect ကိုတကယ်ရှာဖွေနိုင်စွမ်းတကယ်ရှာဖွေနိုင်တဲ့အခွင့်အလမ်းတွေ power ပေါ့နောက်တစ်ခါကျွန်တော်တို့ test တွေမှာဖြစ်လေဖြစ်တာရှိတဲ့ type 1 error type 2 error အဲ့ဒါတွေကိုသူတည်တနာပြုလုပ်တဲ့သူကချိန်ညှိဖို့အတွက်သူကကိုညီထောက်ပံ့နေပေးတယ်ဒီဟာတွေကိုချိန်ညှိပြီးတော့မှကိုကသူတည်တနာလုပ်ခဲ့မယ်ဆိုရင်ကိုရလာတဲ့ result ဒီ reliable ဖြစ်မယ်ပေါ့ reliable ဖြစ်စေမယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်တို့က statistical power analysis ကို apply research တွေလို့မျိုးလုပ်ကြတဲ့အခါမှာတွင်တွင်ကျကျသုံးပြုကြပါတယ်ဒါဆိုလို့ရှိရင်ဟုတ်ပြီကျွန်တော်တို့က power analysis မှာပါတဲ့ key components ၄ခုကဘာတွေလဲဆိုတော့ power နောက်တစ်ခါ effect size significant level နဲ့ sample size တို့ဖြစ်ပါတယ်ကဲအဲ့ဒီတစ်ခုချင်းအကြောင်းလေးကိုရှင်းပြပါမယ်ပထမဆုံး power ဆိုတာဘာလဲဆိုတော့ 1 minus beta ပေါ့ beta ဆိုတာဘာလဲဆိုတော့ probabilities of type 2 error type 2 error ဖြစ်နိုင်ခြေကိုလိုက်တဲ့ test မှာ type 2 error ဖြစ်နိုင်ခြေနည်းမယ်ဆိုလို့ရှိရင်1 minus beta ဖြစ်တဲ့အတွက် power value ကကြီးမှာပေါ့ power တန်ဖိုးကြီးမယ်တနည်းအားဖြင့် power တန်ဖိုးကြီးတယ်ဆိုရင် type 2 error ဖြစ်နိုင်ခြေနည်းတယ်ပေါ့အဲ့ဒီသဘောအဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့က power ဆိုတာဒီကိုလုပ်လိုက်တဲ့ test မှာ null hypothesis ကမှားတယ်ဆိုရင်သူ့ကိုမှန်မှန်ကန်ကန်ညှင်းနိုင်စွမ်းဒါကိုဆိုလိုတာအဲ့တော့ညှင်းနိုင်စွမ်းရည်ကမြင့်နေဆိုရင် test result ကမှန်တယ်ယုံကြည်စိတ်ချရတယ်ဒီသဘောဒါကြောင့်မို့ကျွန်တော်တို့ရဲ့ power ကို 0.8 တနည်းအားဖြင့်ပြောမယ်ဆိုရင် 80% မှာ set လုပ်ကြတယ်။ဘာကြောင့်လုပ်ကြလဲဆိုတော့ဒီ type 2 error ဖြစ်နိုင်ခြေတန်ဖိုးကိုခွင့်လန်းနေပဲပေးခြင်းလို့ပေါ့။တနည်းအားဖြင့်ပြောမယ်ဆိုရင်တကယ်ရှိနေတဲ့ true effect ကိုရှာဖွေနိုင်စွမ်းက 80% ထားခြင်းနဲ့ပေါ့ဒီသဘောပါ။အဲ့ဒီအတွက်ကျွန်တော်တို့ရဲ့ power value က 0.8 ကို threshold အနေနဲ့အနည်းဆုံးထားတယ်။သူအောက်ဆိုလို့ရှိရင်တော့ဖြင့်ဒီ test result ကလက်ခံပွဲမရှိဘူးပေါ့ဒီလိုမျိုးပါသူ့ထက်0 to 1ကြားရှိတာဖြစ်တဲ့အတွက် 0.8 ထက်များရင်များသလိုပို့ပြီးတော့မှ reliable ဖြစ်တယ်ဒီသဘောဖြစ်ပါတယ်နောက်ဒုတိယတစ်ခုက effect size ကျွန်တော် test တစ်ခုလုပ်လိုက်ပြီးဒီ test လုပ်ပြီးသွားပြီး test result က significant ဖြစ်တယ် statistically significant ဖြစ်တယ်ရပြီအဲ့ဒီအခါမှာကျွန်တော်တို့သူ့ရဲ့ critical significant ဖြစ်ခြင်းမဖြစ်ခြင်းဆိုတာကိုပြောချင်တဲ့အခါမှာ effect size ကိုတွက်ပြီးတော့မှပြောလို့ရပါတယ်ဒီ test resolution coherence ရဲ့ d value ကို calculate လုပ်ရမယ် Pearson correlation ဆိုလို့ရှိရင် correlation coefficient r တန်ဖိုးကိုတွက်ပြီးပြောလို့ရတယ် regression မှာဆိုလို့ရှိရင် f square တန်ဖိုးကိုတွက်ဒါတွေက effect size တန်ဖိုးတွေပေါ့အဲ့တော့ပမာဏဖြင့် effect size နေနဲ့ small effect size medium effect size နဲ့ large effect size ဆိုပြီးတော့မှရှိတယ်ကျွန်တော် small effect size ဆိုလို့ရှိရင် critical significant ဖြစ်တယ်လို့ပြောလို့မရဘူးပေါ့အနည်းဆုံးတော့ဖြင့် medium effect size large effect size ဆိုတော့မှဒါဒီ statistically less significant ဖြစ်တဲ့ critical significant ဖြစ်တဲ့အတွက်လက်တွေ့အသုံးပြုခဲ့မယ်ဆိုလို့ရှိရင်လည်းပဲအကျိုးရှိတယ်ထိရောက်မှုရှိတယ်ဆိုတဲ့သဘောဆိုလိုတာကကျွန်တော်တို့က t-test လုပ်တယ်ဆိုလို့ရှိရင် group နှစ်ခုရဲ့ mean တွေကိုနှိုင်းယှဉ်တာအဲ့လိုမျိုး group နှစ်ခုရဲ့ mean တွေကိုနှိုင်းယှဉ်တဲ့အခါမှာ statistically significant ဖြစ်တယ်ဆိုတဲ့ result ပေးတယ်ဒါပေမဲ့ကွဲလွဲချက်ရှိပြီးအဲ့ဒီကွဲလွဲချက်ပမာဏကသေးငယ်လားကြီးမားတာလားအတော်တန်လားဆိုတာကြတော့
test result တစ်ခုတည်းနဲ့မပြောနိုင်ဘူးအဲ့ဒီအတွက်ကျွန်တော်တို့က cohesive D တနည်းအားဖြင့် effect size တန်ဖိုးကိုတွက်ထုတ်လိုက် large effect size ရတယ်ဆိုရင်ကွဲလွဲချက်ပမာဏလည်းပဲကြီးမားတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင် statistically significant ဖြစ်တဲ့ practically ပါ significant ဖြစ်တယ်ဒီဟာကိုလက်တွေ့ဘဝမှာသုံးပြုခဲ့မယ်ဆိုလို့ရှိရင်အကျိုးရှိတယ်ထိရောက်မှုရှိတယ်ဆိုတဲ့သဘောဒါကြောင့်မို့လို့ကျွန်တော်တို့က test statistic run ပြီးတော့မှ effect ကြီးလားငယ်လားသိချင်တဲ့အခါမှာဒါလေးကိုတွက်ဒါကြီးတာတော့ဒါလိုချင်ကြတာပေါ့ဗျာဒါမှလည်းပဲကိုယ့်ရဲ့သုတေသနကဒါတရားမှုကြီးမားတယ်ဆိုတဲ့ဟာကိုပြောနိုင်ပါဘူးကဲနောက်တစ်ခါ significant level ဒါကတော့ဖြင့်ကျွန်တော်တို့ test statistic လုပ်ပြီးဆိုလို့ရှိရင် significant level ဘလောက်ဆိုပြီးတော့မှကျွန်တော်တို့ထားပြီးတော့မှတွက်ကြတယ်တမန်အဖြစ် alpha တန်ဖိုး 0.05 နဲ့ထားပြီးတွက်တာတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် alpha တန်ဖိုး 0.05 ထားတွက်တယ်ဆိုရင်ကိုယ့်ရဲ့ test result က p value က 0.05 ထဲငယ်ရင် statistically significant ဖြစ်တယ်ဆိုပြီးဆုံးဖြတ်တယ်အဲ့ဒါကဘာအဓိပ္ပာယ်လဲဆိုတော့ test result ဒီ type 1 error ဖြစ်နိုင်ခြေ 5% အောက်မှာပဲရှိတယ်မှားနိုင်ခြေ 9% အောက်မှာပဲရှိတယ်ဆိုတဲ့သဘောကိုယ့်ရဲ့သုတေသနအလိုက်ဒါကတစ်ခါတလေမှာ 0.01 ဆိုပြီးတော့မှ alpha value ကိုထားပြီးတွက်ရတာမျိုးတွေလည်းရှိတယ်ကဲပြီးတဲ့အခါမှာ sample size ကျွန်တော်တို့က sample size ကကျွန်တော်တို့သုတေသနမှာတော်တော်လေးရေးပါပါတယ်ဗျ။ဘာကြောင့်လဲဆိုတော့တစ်ခါတလေမှာကို sample size ကအရေးအတွက်ကမလုံမလောက်ဖြစ်သွားတယ်၊နည်းသွားတယ်။ကိုလုံးမဲ့ test အတွက်လုံလောက်မှုမရှိဘူးဆိုလို့ရှိရင်သူထုတ်ပြီးတဲ့ statistical result ကလည်းပဲမှန်ကန်မှုရှိဖို့မဖြစ်နိုင်ဘူး။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကကြောက်အားလန့်နဲ့နင်းကန်ပြီးအများကြီးကောက်ခဲ့မယ်ဆိုလို့ရှိရင်လည်းပဲကိုမှ time frame ဆိုတာ limit ရှိတယ်။နောက်တစ်ခါကိုသုံးဆွဲရမယ့်ငွေကြေးလူရင်းအားဆိုတာရှိသေးတယ်။အဲ့ဒီအတွက် sample size ကိုလည်းပဲကျွန်တော်တို့ကဒီအဝင်ခွင့်ကြလို့တလောက်လေးပဲကောက်နိုင်ဖို့အရေးကြီးပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကဒီလိုမျိုးတွေအတွက် power analysis တွေလုပ်လိုက်ပြီးတော့မှကျွန်တော်တို့က sample size ကိုဆုံးဖြတ်မယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ power ကိုလိုချင်တဲ့ effect size သတ်မှတ်ကိုလိုချင်တဲ့ significant level သတ်မှတ်ပြီးတော့မှကျွန်တော်တို့ကကိုလုံးမဲ့ test ပေါ့ဒါဆိုလို့ရှိရင် sample size ဘယ်လောက်ကောက်ရမလဲဆိုတာကဆုံးဖြတ်လို့ရမှာဖြစ်ပါတယ်အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကသူ့ကိုပြန်ပြီးတော့မှကြည့်လိုက်မယ်ဆိုရင်ဒီ၄ခုနဲ့ power effect size significant level sample size ဒီ၄ခုနဲ့၃ခုကိုသတ်မှတ်ပြီးပြီဆိုရင်ကျန်တဲ့တစ်ခုကိုတွက်ထုတ်လို့ရတယ်ဥပမာကျွန်တော်တို့က data ကောက်ပြီးသွားဆို sample size သိပြီ test run လိုက်တယ်ဆိုရင် significant ဖြစ်တယ်မဖြစ်ဘူးသိပြီဖြစ်တယ်ဒီ test run ပြီး significant ဖြစ်တယ်ဆိုရင် effect size ကတွက်ထုတ်လို့ရပြီဒါဆိုရင်ဒီ၃ခုသိပြီဆိုရင်ကိုယ့်ရဲ့ test result တွေဘယ်လောက်ထိ reliable ဖြစ်လဲမဖြစ်လဲသိဖို့ဆိုရင် power တန်ဖိုးပဲလိုတော့တယ်အဲ့ဒီခါမှာကျွန်တော်တို့ power တန်ဖိုးကိုတွက်ထုတ်လိုက် high power ရတယ်ဆိုရင် okay ကိုယ့်ရဲ့ test result ကဒီလိုမျိုး outcome တွေရတဲ့အတွက်တော်တော်လေးယုံကြည်စိတ်ချရပါတယ်ဆိုတာမျိုးဒီလိုပဲကျွန်တော်တို့ကဒါကသုတေသနအတွက် data ကောက်ယူမှု P analysis လုပ်ပြီးမှဆိုရင် power ကိုဒါကျွန်တော်တို့ကတွက်ထုတ်ပြီးတော့မှကိုယ့်ရဲ့ test result ကိုအခိုင်အမာပြောဆိုနိုင်မှာဖြစ်တယ်ဒီလိုပဲကျွန်တော်တို့ကသုတေသနမတိုင်ခင် data မကောက်ခင်မှာဆိုလို့ရှိရင်ငါတော့ဖြင့်ဒီ test လုပ်မှာ test အမျိုးအစားဒီလိုမျိုးလုပ်ချင်တာ power တော့ဖြင့် high power ရမယ်ရချင်တယ် effect size လည်းပဲကို median ရချင်လား large effect size ရချင်လားဆုံးဖြတ် significant level ဘယ်လောက်ထားမလဲ 0.05 လား 0.01 လားဆုံးဖြတ်ဒီ၃ခုကကြိုတင်ပြီးတော့မှသတ်မှတ်လို့ရတယ်ဒါတွေရချင်ပြီဆိုရင်ငါ sample ဘယ်လောက်ကောက်ရမလဲဒါကိုတွက်ထုတ်လိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ test အတွက် sample ကိုအရင်အများကြီးလဲကောက်စရာမလိုဘူးရော့ပြီးကောက်ပြီးတော့မှကိုယ့်ရဲ့ test result ကိုလာပြီးထိခိုက်မှာလည်းမစိုးရင်ရဘူးတကယ်သူလိုအပ်တဲ့လောက် sample size လေးပဲသူတွက်ချက်ပေးမယ် optimal sample size ကိုရမယ်ပေါ့ဗျာအဲ့ဒီအတွက်ကိုယ့်ရဲ့ test ကလေလွင့်မရှိဘူးချိန်ရောကုန်ငွေရောကိုယ့်ရဲ့ outcome ကအကုန်လုံးကတိကျမယ်ဒီလိုမျိုးလေးတွေလှည့်ပြီးတော့မှသုံးစွဲလို့ရပါတယ်ဒါကtest statistical power test ရဲ့ key components တွေကိုဒီလိုမျိုးလေးသုံးပြုလို့ရပါတယ်ဆိုတာလေးကိုရှင်းပြတာဖြစ်ပါတယ်